ချစ်တီးပဲဟင်းလေးချက်ပြပါမယ်။ပါဝင်ပစ္စည်းတွေကတော့ဇီးယာပဲနက်သားမုံညင်းစေခင်းချင်သည်ပြည့်တော်သိန်းရွယ်ကျက်သွန်ဖြူကျက်သွန်နေချင်းနဲ့ကိုထဲချင်တဲ့အသီးနယ်မျိုးစုံထည့်လို့ရပါတယ်။ပထမဦးဆုံးစီကိုထည့်ပြီးတော့အရင်စီတက်ပါမယ်။ဇီးယာပဲနက်သားစေးမုံညင်းစေးတို့ကိုထည့်ပြီးတော့စီတက်ပါမယ်။အနံ့လေးမွေးလာပြီဆိုလို့ရှိရင်ကျက်သွန်နီလေးကိုထည့်ပြီးစီတက်ပါမယ်။ကျက်သွန်နီလေးနုံးလာပြီဆိုတဲ့အခါကျတော့ဂျင်းနဲ့ကျက်သွန်ဖြူကိုရောထည့်ပြီးတော့စီတက်ပါမယ်။ပြီးတဲ့အခါကျရင်တော့မရုပ်ပွားလေးနဲ့ပြင်းတော်သိန်းရွက်ကိုထည့်ပြီးတော့အခါလေးစီတက်ပါမယ်။အနံ့လေးကပို့ပြီးတော့မွေးသွားပါမယ်။ပြီးရင်တော့မဆလာထည့်ပါတယ်။မဆလာတော့ကျမတို့က2မျိုးသုံးပါတယ်ပေါ့နော်။အိမ်မှာရှိတဲ့မဆလာပေါ့နော်။မဆလာလေး2မျိုးထည့်ပြီးတဲ့အခါကျတော့အယောင်လေးလာအောင်ဟင်းချက်မုတ်လေးထည့်ပါတယ်ပေါ့နော်။ရောင်တင်မို့လို့လည်းခေါ်ကြတယ်။အဲလေးတစ်စုံထည့်ပါတယ်။ပြီးရင်တော့ခင်းချင်သီးလေးကိုထည့်လိုက်ပါတယ်။ပြီးရင်တော့အသီးနဲ့တွေပါတစ်ခါတည်းထည့်ပြီးတော့လုံးလိုက်ပါတယ်ပေါ့နော်ပြီးတော့စားကြက်သားမုတ်လေးတွေကိုထည့်လိုက်ပါတယ်ပေါ့နော်ပြောင်းနေကတော့ချက်မီလေးတွေကတော့မတူကြဘူးပေါ့နော်ကိုစိတ်ကြိုက်ချက်လို့ရပါတယ်ကျမတော့မဆလာအနံ့လေးတွေအသီးနဲ့ထဲမှာဆွဲစီချင်လို့ပေါ့နော်ပြီးတော့ပဲရည်ကိုထည့်လိုက်ပါတယ်ပဆူလာတဲ့ခါကျတော့အနောက်ဆုံးမကြီးရည်လေးကိုထည့်လိုက်ပါတယ်ပဲရဲ့စိတ်တဲ့အရသာနဲ့မကြီးရည်ရဲ့ချင်တဲ့အရသာလေးနဲ့ဆိုတော့ပို့ပြီးတော့ green တွေ့စေပါတယ်